တောက်စားပျော်ရွှင်ကခုန်နေတဲ့အချိန်မှာမီးလောင်ခဲ့မယ်ဆိုရင်တော့ဘယ်ဘောက်ကိုပြေးရမလဲဘယ်တကားကိုပြေးရမလဲဆိုတာမသိတဲ့လူတွေအများကြီးရှိတယ်အခုထိုင်းနိုင်ငံမှာလူဆုံးရှုံးသွားတာကအခုဆိုရင်တော့အသက်ပြောက်သွားတဲ့လူတွေကရောက်30လောက်ရှိနေပြီအဲ့ဒီထဲမှာဆိုရင်တော့လူတွေယာနဲ့ချီညာရရှိသွားတဲ့လူဆိုရင်တော့60ကျော်ရှိတယ်ဒါဆေးရုံမှာရှိနေတဲ့လူတွေအများကြီးကလပ်ပဲဖြစ်ဘာပဲဖြစ်ဝင်သွားတဲ့အချိန်မှာဆိုရင်ကျွန်တော်တို့ပထမအဆုံးဆိုရင်တော့တော်တော်များများဖြစ်ကြတယ်ဘယ်ခုံကိုထိုင်ရမလဲဆိုတာကိုကြည့်တယ်လိုက်ကြည့်တယ်ဟိုခုံအဆင်ပြေလားဒီခုံအဆင်ပြေလားမဟုတ်လားဒါအမှန်တိုင်းပြောပြဒါမဲ့ကျွန်တော်တို့သိရမှာကဘာလဲကျွန်တော်တို့ထွက်ပေါက်ကိုရှာရမယ်ဝင်ပေါက်ကတကားတစ်ခုတည်းဟုတ်ပေမဲ့လေဒါပေမဲ့ထိုင်းနိုင်ငံမှာတော်တော်များများဆိုရင်တော့ထွက်မီလောင်ထွက်ပြေးတဲ့ပေါက်ရှိတယ်နောက်ဖေးတကားရှိတယ်အဲ့ဒီတကားတွေလိုက်ကြည့်ကြည့်ခုံကိုအရင်မကြည့်နဲ့အဲ့ဒီတကားတွေကိုအရင်ကြည့်ဖြစ်တဲ့ခါကျရင်အဲ့ဒီတကားကိုတန်းပြေးလို့ရအောင်မပြောနဲ့မဖြစ်နိုင်ဘူးဆိုတာအခုတက်တည်အနေနဲ့အယောက်30တောင်ရှောသွားတယ်စိတ်မကောင်းစရာဖြစ်ပေမဲ့လည်းအခုကျွန်တော်တို့မြန်မာပြည်သားအတွက်ကိုသတိအနေနဲ့ကျွန်တော်လာရောက်တင်ပြပေးမှာဖြစ်ပါပျော်တာကလူတိုင်းပျော်ချင်တာပဲကိုယ့်အသက်အနေကတော့နည်းနည်းပါးပါတော့ကြည့်ရမယ်တချို့နေရာမှာ spring ရေရှိပေမဲ့လည်းတချို့နေရာမှာမရှိဘူးရေ spring မရှိဘူးဘဲအတန်နဲ့ကြားပေမဲ့လည်းဒါပေမဲ့မီးကတအားပြင်းတယ်ကလတ်တိုင်းမှာတော်တော်များများဆိုရင်တော့ပြင်ဆင်ထားတဲ့မီးတွေဖော့တွေပါတယ်အဲ့ဒါတွေကအရန်ကုန်မှမီးလောင်းလွှဲတယ်မီးလောင်းလိုက်တာနဲ့ဆိုရင်တော့အကုန်လုံးအစိတ်တွေဖြစ်တယ်အဲ့ဒီအငွေ့တွေကအစိတ်ဖြစ်တယ်အငွေ့ရောင်တွေကိုသတိထားပါအမဲရောင်လားဒါမှမဟုတ်ရင်ရှိုးပြတဲ့အငွေ့လားဆိုတာကျွန်တော်တို့လည်းသတိထားတင်တယ်အခုဖြစ်ပြတော့ကအငွေ့ထွက်တယ်ဒါမှမဟုတ်လူတွေကသတိမထားမိဘူးတေးသေးလေးကနေထွက်တာဝုန်းကနေဒီလိုမျိုးနေရာမှာဆိုတော့လုံနေတဲ့ခါကျမီးနဲ့ပြစ်လိုက်တာနဲ့ဆိုတော့ဝုန်းကနေဆိုတော့သွားပြီပြေးလို့မမီဘူးမူးနေလို့ထွက်ပေါက်ရှာလို့မတွေ့တာမဟုတ်ဘူးဘာဖြစ်စရာတကားကဘယ်နားမှာရှိအောင်ဘယ်သူမှမသိဘူးပြင်ထွက်ပေါက်ရမသိဘူးဝင်ပေါက်တစ်ခုပဲသိတဲ့ခါကျအဲ့ဒီအပေါက်တစ်ခုပဲတိုးလို့မရဘူးအဲ့လိုမျိုးဖြစ်လာတဲ့ခါကျဘလို့မှမတိုးနိုင်ဘူးဒါကြောင့်ကျွန်တော်တို့သတိထားရတာတော်တော်များပျော်နေတဲ့အချိန်မှာကျတော့မေ့သွားတတ်တာပဲဘာတွေကလတ်တွေကြိုက်တဲ့ညီကိုမောင်နှမတွေကိုကဝင်သွားတဲ့အချိန်ခုံတွေအရင်မချဘဲနဲ့ဖတ်ပေါက်ကိုအရင်ရှာပါလို့ကျွန်တော်မှားချင်ပါတယ်